သူ့ရဲ့ကြောက်စရာကောင်းတဲ့ရုပ်တွေနောက်ကွယ်မှာနှဆိုင်ပြီးရှုပ်ထွေးလာတဲ့ဇလန်တစ်ပုဒ်ရှိနေပါတယ်အထူးခွင့်ရေးတွေနဲ့ဘဝကိုစတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဂုံတိတ်ခါတွေကျဆင်းပြီးအမောင်ထုတဲကိုဘယ်လိုရောက်သွားခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်မှာပါဒါဟာနာမည်ကျော်ဇက်ကောင်တန်းခွက်ကောဒဖလမင်ဂါနဲ့ပတ်သက်ပြီးတင်တီထားသမျှကိုပြန်လည်စဉ်းစားစေမဲ့နောင်နာတရားတွေအကြောင်းဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်တင်ဟာဘီလိန်တယောက်ကိုမကြိုက်တာဖြစ်နိုင်ပေမဲ့သူ့ရဲ့ဆွဲဆောင်မှုနဲ့သူ့ပေါ်ဘာကြောင့်ကိုချင်းစာစိတ်ဖြစ်မိနေတာလဲအန်နီမီလောကမှာဒဖလမင်ဂါကဘာကြောင့်အချစ်ခံရဆုံးနဲ့အမုန်းခံရဆုံးဘီလိန်ဖြစ်နေရတာလဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင် New World အပေါ်သူ့ရဲ့တက်ရောက်မှုဘဝရဲ့အနေအမြင့်တွေနဲ့သူ့ရဲ့အတိတ်ဘဝအကြောင်းတွေပေါ့နောက်ပြီးသူ့ရဲ့ထင်ရှားတဲ့ရေတံနဲ့လမ်းလျှောက်ပုံကိုလည်းမေ့ထားလို့မရပါဘူးဒဖလမင်ဂါရဲ့နည်းနည်းလာတဲ့လောကတွေကိုခီးစတင်မှုပြင်ဆင်ထားလိုက်ပါ One Piece အပေါ်တက်ရောက်မှုဒဖလမင်ဂါရဲ့တက်ရောက်မှုကိုအမှန်တကယ်နားလည်ဖို့အတွက် New World အပေါ်သူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုအရင်ဆုံးလေ့လာရပါမယ်ရခင်ပင်လယ်ရေကြောင်းစစ်ဘရင်တဦးအနေနဲ့ဒဖလမင်ဂါဟာပင်လယ်ပြင်ရဲ့အာဏာလုပွဲတွေမှာအဓိကကျသူဖြစ်ပြီးနိုင်ငံတော်များများကိုဩဇာလွှမ်းမိုးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်သူ့ရဲ့ကြာရှုံးမှုဟာ New World တစ်ခုလုံးကိုတုံ့လှုပ်သွားစေခဲ့ပြီးလူအများကဝင်ရောက်နေရယူဖို့ကြိုးစားကြတဲ့အာဏာလင်းဟင်းမှုကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒန်းခွက်ကဒဖလမင်ဂါရဲ့အမွေနှစ်ကိုပြန်ကြည့်မယ်ဆိုရင် One Piece လောကတွေကဘီလိန်တွေရဲ့ရှုပ်ထွေးလာတဲ့တဘာဝကိုသတိရစေပါတယ်။ဒဖလမင်ဂါဟာရက်ဆက်တဲ့အာဏာရှင်တဦးဖြစ်နိုင်ပေမဲ့သူဟာဝမ်းနည်းစရာကောင်းတဲ့အတိတ်နဲ့သူနေထိုင်ခဲ့ရတဲ့ကမောက်ကမလောကရဲ့ရလက်တစ်ခုလည်းဖြစ်ပါတယ်။မောင်မိုက်သောအတိတ်မြင့်မြတ်တဲ့ဒန်းခွက်ကမိသားစုမှာမွေးဖွားခဲ့တာကြောင့်ဒဖလမင်ဂါရဲ့ငယ်ဘဝဟာအထူးခွင့်ရေးတွေစိန်ခံမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့သူ့မိသားစုအာဏာလက်လွတ်လိုက်ရတဲ့အခါသူ့ရဲ့လောကကြီးဟာပျက်စီးသွားခဲ့ပါတယ်။ဒဖလမင်ဂါရဲ့အတိတ်ကအဆိုးရွားဆုံးလုပ်ရတစ်ခုကတော့သူ့ရဲ့ဖခင်ရင်ဖြစ်သူဒန်းခွက်ကထုံးမင်ကိုတပ်ဖြတ်ခဲ့တာပါပဲ။သူတို့မိသားစုဂုံတိတ်ခါကျဆင်းသွားပြီးနောက်ဟောင်းမင်ဟာမင်းဆိုးရစာလောကနဲ့ဝေးရမှာဇနီးသားသမီးတွေနဲ့အတူအေးချမ်းချမ်းနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒဖလမင်ဂါကဒါဟာမိသားစုရဲ့ဂုံတိတ်ခါနဲ့အမွေနှစ်ကိုတစ္ဆာဖောက်တာလို့မြင်ခဲ့ပါတယ်။ရက်ဆက်ပြီးတွက်ချက်ထားတဲ့လုပ်ရတစ်ခုအနေနဲ့ဒဖလမင်ဂါဟာသူ့ဖခင်ကိုတွေးနဲ့တပ်ဖြတ်ခဲ့ပြီးအမောင်ထုတဲကိုလုံးလုံးလျားတက်ဆင်းသွားခဲ့ပါတယ်။ဒါဟာသူ့ကိုရက်ဆက်ပြီးခွင့်မလွတ်တတ်တဲ့ဘီလိန်တယောက်အဖြစ်အမည်တွင်စေခဲ့ပါတယ်။ဒီစိတ်တန်ရာရစရာအဖြစ်ပြက်ကပဲဒဖလမင်ဂါကိုဒီနေ့ကျွန်တော်တို့သိထားတဲ့ဘီလိန်တယောက်အဖြစ်ပုံဖော်ပေးခဲ့တာပါ။အဲ့ဒီနောက်မှာတော့သူဟာဆုံးရှုံးသွားတဲ့ဂုံပုတ်တွေကိုပြန်လည်ရယူဖို့နဲ့သူ့ကိုရောသူ့မိသားစုကိုပါစော်ကားခဲ့သူတွေကိုလက်စားချေဖို့ကြိုးစားခဲ့ပါတယ်။ Dressrosa ရဲ့အိမ်မက်ဆိုဒဖလမင်ဂါဟာ Dressrosa ကိုအပိုင်စားထိန်းချုပ်လိုက်နိုင်တဲ့အခါနိုင်ငံအတွက်သူ့ရဲ့လွဲမားတဲ့မျှော်မှန်းချက်တွေကိုစတင်ကောင်းထည်ဖော်ခဲ့ပါတယ်။သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ Dressrosa ဟာကြောက်ရွံ့မှုနဲ့ဖိနှိပ်မှုတွေပြည့်နှက်နေတဲ့နယ်မြေတစ်ခုဖြစ်လာခဲ့ပြီးဒဖလမင်ဂါဟာသူ့ရဲ့ Devil Fruit ဆွမ်းအားကိုအသုံးချကာလူထုကိုကြိုးကင်ထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကြာရှုံးမှုဟာကြက်ခံနိုင်ရရှိမှုနဲ့စီလုံးချင်းရဲ့အစွမ်းကိုသင်ခန်းစာပေးခဲ့ပါတယ်။ Luffy နဲ့သူ့ရဲ့မဟာမိတ်တွေဟာစုပေါင်းအားနဲ့သူ့ကိုဖြုတ်ချနိုင်ခဲ့ကြလို့ပါပဲ။သူ့ရဲ့အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုတွေရှိနေလင်းကစားဒဖလမင်ဂါရဲ့ဆွဲဆောင်မှုရှိတဲ့ပင်ကိုစရိုက်တွေကြောင့်လူအများပြားဟာသူ့ဘက်တော်သားတွေဖြစ်ခဲ့ကြပါတယ်။ဒဖလမင်ဂါကိုကျွန်တော်တို့ဘာလို့အမုန်းကြီးမုန်းနေရတာလဲဆိုတာဆွေးနွေးကြည့်ရအောင်။ဒဖလမင်ဂါဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇက်ကောင်တစ်ယောက်ပါဘာလို့လဲဆိုတော့သူကဘီလိန်တစ်ယောက်ဖြစ်နေပေမဲ့လည်းသူ့စီမှာလူတွေကိုဆွဲဆောင်နိုင်တဲ့အရာတစ်ခုခုရှိနေလို့ပါပဲ။သူမှာလစ်လျူရှုထားလို့မရနိုင်တဲ့ဆွဲဆောင်မှုရှိတဲ့ကိုရီကိုတွေးရှိပါတယ်။သူကတော်တော်လေးဆိုးရွားတဲ့အရာတွေကိုလုပ်ခဲ့ပေမဲ့လည်းသူ့ကိုစိတ်မဝင်စားဘဲမနေနိုင်အောင်ဖြစ်ရပါတယ်။သူ့ရဲ့ကိုယုံကြည်မှုနဲ့ထက်မြက်မှုကိုလည်းမေ့ထားလို့မရပါဘူး။သူကအမြဲတမ်းကိုယုံကြည်ချက်အပြည့်ရှိနေပြီးသူ့ရဲ့ထက်မြက်တဲ့ဟာတာဝန်ကလည်းသူ့ရဲ့ဆွဲဆောင်မှုကိုပိုတိုးစေပါတယ်။နောက်ပြီးသူကတစ်ဖက်သက်ဆိုးနေတဲ့လူဆိုးတစ်ယောက်မဟုတ်ပါဘူး။သူ့မှာလူသားဆန်ပြီးကိုချင်းစာလို့ရတဲ့အားနည်းချက်ရှိတဲ့အခိုက်အတန့်လေးတွေလည်းရှိပါတယ်။သူ့ရဲ့နာမည်ကိုကြားလိုက်တာနဲ့လူအများစုရဲ့နှလုံးသားထဲမှာကြောက်ရွံ့သွားစေပါတယ်။ဒါပေမဲ့ပရိသတ်တွေကသူ့ကိုဘာလို့ဝေခန့်နေလို့ခေါ်ကြတာလဲ။ကဲသူ့ရဲ့အမတ်သားဖြစ်တဲ့ရေတံကနေစလိုက်ရအောင်။အဲ့ဒီရေတံက Dressrosa ရဲ့ခန်းမဆောင်တွေထဲမှာပက်တင်ထက်နေပြီးကြောချမ်းစရာကောင်းတော့အောင်မမေ့နိုင်စရာကောင်းပါတယ်။ဒီရေတံကအတန်တက်တင်မဟုတ်ပါဘူး။ဒါဟာသူ့ရဲ့အာဏာနဲ့တည်ရှိမှုရဲ့တင်ကေတတစ်ခုဖြစ်ပြီးတခြားပီလိန်တွေနဲ့မတူအောင်ခွဲခြားပေးထားတဲ့အမတ်သားတစ်ခုပါနောက်ပြီးသူ့ရဲ့လမ်းလျှောက်ပုံစတိုင်းလည်းရှိပါသေးတယ်။ဒဖလမင်ဂါကလမ်းလျှောက်ရုံတင်မဟုတ်ပါဘူး။ခြေလမ်းတိုင်းမှာယုံကြည်မှုနဲ့ထောင်လွှားမှုတွေအပြည့်နဲ့ကြွားကြွားရွရွလျှောက်တာပါ။သူ့ရဲ့လမ်းလျှောက်ပုံကသူ့ရဲ့စရိုက်ကိုထင်ဟပ်စေပါတယ်။ဂုံယူဝင့်ကြွားမှုအမိတ်ပေးနိုင်စွမ်းနဲ့အပြည့်အဝဆွဲဆောင်နိုင်မှုတွေပေါ့။ပရိသတ်တွေသူ့ကိုဘာလို့မယိုးနိုင်တာလဲဆိုတာမဆန်းပါဘူး။သူကစိုးကျင်လို့တက်ဆိုးနေတဲ့ပီလိန်မဟုတ်ပါဘူး။သူ့ရဲ့ဇက်ကောင်မှာဆွဲမက်စရာကောင်းတဲ့အနက်အဓိပ္ပာယ်တွေရှိပါတယ်။သူလုပ်ခဲ့တဲ့ဆက်စုပ်ယွန်ရှာပွဲအပြုမှုတွေရှိနေပေမဲ့လည်းသူ့စီကိုပဲစိတ်ညှို့ခံလိုက်ရတယ်လို့ဖြစ်နေရတာကြောင့်သူဟာ One Piece ပရိသတ်တွေကြားမှာအကြိုက်ဆုံးဇက်ကောင်ဖြစ်နေတာပါကျွန်တော်နောက်ထပ်ဖြစ်ပြောချင်တာကတော့သူဟာအန်နသမိုင်းမှာအကောင်းဆုံးဘီလိန်တစ်ယောက်ပါ New World အပေါ်သူ့ရဲ့လွှမ်းမိုးမှုသူ့ရဲ့ဝမ်းနည်းစရာကောင်းတဲ့အတိတ်ကျွမ်းကျင်တဲ့လှည့်ဖျားမှုတွေသူ့ရဲ့လျှို့ဝှက်စမ်းကြဲတဲ့ဇင်းမြစ်တွေသူ့ရဲ့အုပ်ချုပ်မှုကနေရတဲ့သင်ခန်းစာတွေနဲ့သူခြံထားခဲ့တဲ့အမွေအနှစ်တွေအားလုံးကသူ့ကို One Piece လောကမှာစိတ်ဝင်စားဖို့အကောင်းဆုံးဇက်ကောင်တွေထဲကတစ်ယောက်ဖြစ်စေတာပါဒါကြောင့်တင်သူ့ကိုချစ်တီဖြစ်စေမုန်းတီဖြစ်စေဒါဖလမင်ဂါဟာသူ့ရဲ့ဇလန်ကပရိသတ်တွေကိုနောက်နှစ်ပေါင်းများစွာအထိဆွဲဆောင်နေအောင်မဲ့ဘီလိန်တစ်ယောက်ဆိုတာညင်းလို့မရပါဘူး